ဘဝပေးတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာဒီအချက်၅ချက်ကိုစနစ်တကျပြုစုပြောင်းထောင်ပြီးတော့ပြုပြင်ပြောင်းလဲသွားရင်အလွယ်ကူဆုံးနဲ့ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ IQ လို့ခေါ်တဲ့ intelligent quotient ပါ။အဲ့တော့ IQ level ကတော့များသောအားဖြင့်မွေးရပါပြီးစာဉာဏ်ကောင်းတယ်လို့တော့လူအများသိထားကြတယ်ပေါ့နော်။ဒီ IQ level မြင့်လာအောင်လဲကျမတို့စနစ်တကျပြုစုပြောင်းထောင်ဖို့လို့ရပြောင်းထောင်လို့လဲရတယ်။ IQ level မြင့်တဲ့လူတွေကဆိုလို့ရှိရင်သူကကိန်းကနန်းတွေကိုတွက်ချက်ဖြေရှင်းတဲ့နေရာမှာလွယ်ကူစွာဖြေရှင်းနိုင်ကြတယ်။အဖြစ်အပျက်တိုင်းကိုလည်းသူတို့ကမှတ်မိတယ်။အတွေ့အကြုံကနေပြီးတော့သင်ခန်းစာယူတတ်တဲ့တီထွင်ကြံစနိုင်တဲ့ဉာဏ်ကြီးရှိတယ်။အဲ့တော့ဒီဉာဏ်တွေရလာဖို့အတွက်ကိုကျမတို့ကဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်နေ့စဉ်လေ့လာသင်ယူမှုတွေကိုပုံမှန်လေးလုပ်သွားပြီးတော့ပြန်ပြီးအသုံးချမယ်ဆိုလို့ရှိရင်ကျမတို့အုံနောက်တွေက break down ဖြစ်မနေတော့ပဲပြန်ပြီးလေပတ်ပြီးတော့ IQ level ကတစ်ဆင့်မြင့်လာမှာဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ emotional quotient လို့ခေါ်တဲ့ EQ level ပါ။ EQ level မြင့်တဲ့လူတွေကကြတော့လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာဘလောက်အဆင်ပြေဆက်ဆံနိုင်လဲသူဘလောက်ထိရိုးသားမှုရှိလဲတာဝန်ယူမှုတာဝန်ခံမှုဘလောက်ရှိလဲလူသားချင်းလေးစားတန်ဖိုးထားမှုဘလောက်ရှိလဲရင်ကျေးသိမ်မွေးစွာသူပြောဆိုဆက်ဆံတတ်ရဲ့လားတစ်ဖက်လူရဲ့ personal ကိုလေးစားပြီးတော့ထိမ့်သိမ့်ပေးလားကိုချင်းစာတရားရှိလားဒီလိုတွေးခေါ်ပေးနိုင်လားဆိုတဲ့ပုံမှာ emotional quotient ကိုတိုင်းတာလို့ရတယ်တနည်းပြောရမယ်ဆိုလို့ရှိရင်ကိုချင်းစာစိမ့်နဲ့အလုပ်လုပ်တာကိုပြောတာပါအဲ့တော့ဒီ EQ level မြင့်လာအောင်လဲကျမတို့ကစနစ်တကျပြုစုပြောင်းထောင်ပြီးတော့ထိမ့်သိမ့်ပြီးတော့သွားလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ social quotient မှာဒါကတော့ယနေ့ခေတ်မှာအရန်ကိုအရေးကြီးတဲ့အချက်တစ်ချက်ပါ SQ လို့လည်းအလွယ်မှတ်လို့ရပါတယ် social quotient ကောင်းတဲ့လူတွေကဘယ်လိုလူမျိုးတွေဆိုလို့ရှိရင်သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေအပေါင်းအသင်းမိသားစုဝင်တငယ်ချင်းနဲ့လုပ်ဖို့ကင်ဘက်ဆွေမျိုးတွေကြားမှာဘယ်လောက်ထိအချိန်ကြာရင်းနှီးဆက်သွယ်မှုကိုသူဘယ်လောက်ထိထိန်းထားနိုင်လဲပြီးတော့ဘယ်လောက်ထိကိုယ့်ရဲ့အတိုင်းဝိုင်းနဲ့ပေါင်းသင်းဆက်ဆံရေးကိုယ့်ရဲ့ကြဲပြတ်မှုကိုချဲ့ထွင်နိုင်တဲ့ပုံမှာကြည့်လို့ရတယ်တနည်းပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့က social ကောင်းတဲ့လူတွေကယနေ့ခေတ်မှာအောင်မြင်တာအရန်ကိုလွယ်ကူတယ်မြန်ဆန်တာကိုတွေ့ရလိမ့်မယ်ဒါကြောင့်မို့လို့ကျမတို့ကအပေါင်းအသင်းကောင်းတွေမိတ်ဆွေကောင်းတွေဆိုလို့ရှိရင်ရေရှည်ထိန်းသားဖို့လိုတယ်ကိုယ့်ရဲ့ social ကွန်ရက်ကိုလည်းအကောင်းဆုံးချဲ့ထွင်လာနိုင်ဖို့လိုပါတယ်နံပါတ်4အနေနဲ့ကတော့ adversity quotient မှာ EQ ပါ EQ ကကြတော့ဘယ်လိုမျိုးတိုင်းတာလို့ရလဲဆိုရင်ဘဝမှာတွေ့ကြုံလာရသမျှခက်ခဲကြမ်းတမ်းတဲ့ပြောင်းလဲမှုတွေကိုရဲကြီးရင်ဆိုင်ဖြည့်ရှင်းပြီးတော့ကြော်လွှားနိုင်တဲ့စွမ်းရည် level ကို EQ level လို့ခေါ်တယ်အလွယ်ကူဆုံးပြောမယ်ဆိုလို့ရှိရင်တော့လောကဓာတ်ကိုမင်းဘလောက်ထိခံနိုင်ရည်စွမ်းရှိလဲဆိုတဲ့ပုံမှာတိုင်းတာလို့ရတယ်အဲ့တော့အဲ့ဒီလောကဓာတ်ကိုဒါကျမတို့ကအကောင်းဆုံးရင်ဆိုင်တက်လာနိုင်ပြီဆိုလို့ရှိရင်အခက်အခဲတွေကိုလွယ်ကူစွာဖြေရှင်းနိုင်လာမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့လူတိုင်းမဖြစ်ရှိတဲ့ရည်ချင်းတစ်ခုပါ physical quotient လို့ခေါ်တဲ့ PQ level ပါအဲ့တော့လူတိုင်းကျန်းမာနေမှာကျမတို့ဖြစ်ချင်တဲ့အလုပ်ကိုင်းတွေကျမတို့ရောက်ချင်တဲ့ဘဝတွေကျမတို့လိုချင်တဲ့ပျော်ရွှင်မှုတွေအေးချမ်းမှုတွေကိုရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်မကျန်းမာရင်တော့ဒါတွေအားလုံးတစ်ခုမှလုပ်လို့ရမှာမဟုတ်ပါဘူးကိုင်တွယ်ဖြည့်ရှင်းလို့ရမှာလည်းမဟုတ်ပါဘူးအဲ့တော့ကျန်းမာဖို့အတွက်ကြတော့စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့ရဲ့ဆိုပြီးတော့ဒီကျန်းမာရေးနှစ်ခုကိုအကောင်းဆုံးထိခဲလုပ်နိုင်ဖို့လိုတယ် strong ဖြစ်နေဖို့လိုတယ်လို့ပြောချင်တာပါအဲ့တော့ကျန်းမာရေးကောင်းမှုအတွက်ကိုလည်းကျမတို့က 1% တိုင်းဖြည်းဖြည်းချင်းလေးလိုက်ပြီးတော့ပြုစုပြောင်းထောင်သွားမယ်ဆိုလို့ရှိရင်တော့ကျမတို့လုပ်ချင်တဲ့အလုပ်တွေကိုအလွယ်ကူဆုံးလုပ်နိုင်မှာဖြစ်ပါတယ်။ကျမရေးမကောင်းဆိုရင်ကျမတို့အချိန်တွေကုန်မယ်။ငွေကြေးတွေဆုံးရှုံးမယ်။ကျမတို့ဖြစ်ချင်တဲ့အရာတွေမဖြစ်တော့ဘူး။စိတ်သက်ပိုင်းဆိုင်ရာကျဆင်းတာတွေ energy တွေကျဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျမဒီနေ့ပြောပြတဲ့ဒီကျုံ၅လုံးကိုသာကိုပဲအပိုင်းလေးမှာလိုအပ်နေတာလေ။လိုအပ်နေတဲ့အပိုင်းလေးမှာစနစ်တကျပြုစုပြောင်းထောင်ပြီးဖြည့်ဆည်းသွားမယ်ဆိုလို့ရှိရင်တော့ဘာကပေးတဲ့အခက်အခဲတွေဒုက္ခတွေကိုအလွယ်ကူဆုံးကျော်လွှားနိုင်တဲ့သူတွေဖြစ်လာမှာပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခုစတဲ့ပါရှင်